စီသောဖေရေမိသားစုရဲ့တိုးရဖို့လုပ်ပေးပါသားတို့သမီးတို့ပညာရေးကိုဦးစားပေးပါစီးပွားရေးတွေစင်ပြေဖို့ဖေအားဆိုင်ကျန်းမာရေးတွေပြည်စုံဖို့ဖေငဲ့ညာပါကျွန်တော်တို့ကဘာလေးမှာအဖေကမို့ပါဒါပေမဲ့အဖေကမိသားစုထက်အခြားဘက်ဦးစားပေးတော့မိသားစုမတိုးတဲ့ဘဲဆုပ်ယုပ်ခဲ့ရပြီသားသမီးပညာရေးတွေလည်းတစ်ဖြည်းဖြည်းနှောင်နေလို့ကျမ်းမာရေးလည်းမပြည့်စုံအားကိုးရမဲ့နေပြီအဖေတွေကအနီးမုံပြီးဝေးတာကိုကြည့်နေတဲ့အာယုံဆိုင်မှာမိသားစုနဲ့လွဲနေတော့အိမ်ဆိုတာအဖေမရှိရင်အမိုးမလုံးတဲ့ရိတ်တစ်ခုပါအဖေရဲ့မြတ်တာတွေနဲ့ပြန်ပြီးနှွေးထွေးပေးပါအဝေးကိုကြည့်မနေပဲနေကသားသမီးကိုကြည့်ပါအဝေးကိုကြည့်မနေပဲနေကသားသမီးကိုကြည့်ပါဒီပူမီတွေငြိမ်းဖို့ဖေအားပြန်လာခဲ့ပါတော့အဖေရဲ့အခြားရာတွေကခဏတာအဖေကိုပျော်ရွှင်စေပေမဲ့မိသားစုရဲ့မျက်ရည်တွေကတော့ဖေတို့အမာရှုဖြစ်နေလိမ့်မယ်။နောင်သားတွေမရခင်အားလုံးမပြိုလဲခင်ဖေတီဆောက်ခဲ့တဲ့အိမ်လေးကိုအဖေကိုယ်တိုင်ပြန်ခဲ့တင်ပါအိမ်ဆိုတာအဖေမရှိရင်အမိုးမလုံးတဲ့ရှိတ်တစ်ခုပါအဖေရဲ့မြတ်တာတွေနဲ့ပြန်ပြီးနှွေးထွေးပေးပါအဝေးကိုကြည့်မနေပဲနေကသားသမီးကိုကြည့်ပါဒီပူမီတွေငြိမ်းဖို့ဖေပြန်လာခဲ့ပါတော့ကျွန်တော်တို့မိသားစုလေးကိုပြန်ပြီးချစ်ပေးပါအင်ကြီးရဲ့အမိုးခါဖြစ်အဖေကိုပဲမျှော်လင့်နေမယ်အဖေရဲ့ပြန်လာတော့